မပထဝီမြေကြီးနဲ့အတင်မိုးကောင်းခင်ငါအသက်သေသွားခဲ့ရင်ငါခန္ဓာကြောက်ရွံ့အဖြစ်ပြောင်းလဲပါစေသားဒီမင်းသမီးကသူမရဲ့ခန္ဓာကိုယ်ကနေထူးဆန်းတဲ့ရောင်ကြီးတွေကြောင့်ပဲမကောင်းဆိုးဝါးမှလို့အထင်ခံရပြီးကိုမြတ်ချင်းခံလဲရတဲ့နော်ဘူးပေါ်မင်းသမီးပဲဖြစ်ပါတယ်ဒီတောင်ကအလှနသမီးနော်ဘူးပေါ်ကိုမြတ်ခံရအပြီးကြောက်ရွံ့ဖြစ်သွားတဲ့ရာဇဝင်တွင်တဲ့အချစ်ဆက်လန်းတည်ရှိရာနော်ဘူးပေါ်ဆူတောင်းတောင်ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့တန်တောင်မြို့မှာကျွန်တော်ရဲ့အန်တီတယောက်တောင်းဆိုထားတဲ့နော်ဘူးပေါ်ဆူတောင်းတောင်ဖြစ်ပေါ်လာရခြင်းနောက်ခံသမိုင်းဒဏ္ဍာရီတဲကကြောက်ဖြစ်ရုပ်ကျွင်းဖြစ်သွားတဲ့တချိန်ကအလှမိဖျားနော်ဘူးပေါ်ရဲ့နောက်ခံသမိုင်းကြောင်းကိုဘုသူတဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျောက်ရဲ့သမီးတော်ကိုကွက်မြက်ရဲတဲ့ဘွယ်ဟီခိုဘရင်ဒင်းတို့တိုင်းပြည်ကိုအခုချက်ချင်းမီးလောင်တိုက်သွင်းစေကျွန်တော်တော့ဇန်လီပဲဖြစ်ပါတယ်ကိုပိုင်ဗီဒီယိုတွေဖန်တီးပြီးဝင်ဝေရှာနိုင်ဖို့ MT YouTuber နဲ့ Video Creators Academy မှာတက်ကြစို့ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း4824ပေမြင့်တဲ့ဒေါ်ဖားခူခေါ်ဝေဟီခူတောင်ထုဟာကရင်ပြည်နယ်ရဲ့မြောက်ပိုင်းစွန်းအမြင့်ဆုံးတောင်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးဘွဲကရင်တိုင်းရင်းသားတွေနေထိုင်ရာဒေသဖြစ်ပါတယ်။တစ်ချိန်ကဒီဘွဲဟီခူတောင်နဲ့ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကိုကီကူလူမျိုးဘရင်တမီအီကာကအောက်ချုပ်ပြီးသူ့မှာတိုက်ရီခိုက်ရီကောင်းတဲ့စောတာခေါ်ခွာလို့အမည်ရတဲ့တားတော်တစ်ပါးရှိနေပါတယ်။စစ်ပွဲတိုင်းအနိုင်ရလေးရှိတဲ့တားတော်အရွယ်ရောက်လာတဲ့အခါလက်ထပ်ထဲများဖို့အတွက်ဘရင်ကြီးကတားတော်နဲ့အတူအချွေအရန်တွေခြံရံပြီးချွေးမတော်ရှာထွေးခဲ့ကြပါတယ်အဲ့ဒီအချိန်တုန်းကပင်လယ်များကိုအစိုးရတဲ့ပင်လယ်ဘရင်တာကူမှာချောမောလှပတဲ့တမီတော်နော်ဘူးပေါ်ရှိပြီးတီကြတိုင်းပြည်မှာနာမည်ကြီးတဲ့မင်းသမီးတစ်ပါးလည်းဖြစ်ပါတယ်နော်ဘူးပေါ်မင်းသမီးဟာရုပ်ရည်ယူပကားချောမောလှပယုံတံမကအကျင့်တီလာစင်ကြယ်ပြီးပါရမီရည်တန်လွန်းတဲ့အတွက်သူမရဲ့အဲ့ချိန်မှာခန္ဓာကိုယ်မှထူးဆန်းတဲ့ရောင်ကြီးများတောက်ပလာလေးရှိပါတယ်ဒီလိုနဲ့တနေ့မှာစစ်သူကြီးစောတာခေါ်ခွာနဲ့မင်းသမီးနော်ဘူးဘော်တို့တော်ရင်တနေရာမှာတွေ့ဆုံကြရာသူနဲ့သူမြစ်တာတဲ့ဝင်ချိကြိုက်သွားကြပြီးခုနှစ်ရက်အကြာမှာလက်ထပ်ထိမ်းများခဲ့ကြပါတယ်ရိုးရာအစဉ်လာအတိုင်းခင်မွန်းတဲ့နေထိုင်ရာဝေဟီခူတောင်ပေါ်ဒေသကိုနော်ဘူးဘော်မင်းသမီးလိုက်ပါလာရမယ့်အချိန်မှာမျက်စိအောက်ကအပြောင်မခံချီရတဲ့သမီးတော်လေးကိုရေချားမြေချားလို့ထဲလဲရမှာဖြစ်တဲ့အတွက်ဖခင်ဘရင်ကတမဲဖြစ်သူစောတာခေါ်ကွာကိုသူ့သမီးအာဏာရမဖြစ်စေဖို့ဂတိအထက်ထက်တောင်းဆိုနေပါတယ်နော်ဘူးဘော်ရဲ့မဲတော်ဖြစ်သူကတော့သူ့သမီးအတွက်စပားအပြည့်ထည့်ထားတဲ့ဘူးဒီချောက်တစ်ခုနဲ့မော်အစွမ်းရှိတဲ့မော်ရွှေပြီးတလက်ကိုပေးလာပါတယ်ဒီလိုနဲ့ပြည်တော်ပြန်လန်ခုလတ်တနေရအရောက်မှာမင်းသမီးနော်ဘူးဘော်ကမဲတော်ထည့်ပေးလိုက်တဲ့ဘူးဒီကြောက်ထဲကစပားများကိုထုတ်ပြီးချက်ကျွေးကခရီးလိုက်ပါလာသူအလုံးစားသုံးကြပါတယ်ဝေဟီခူနန်းတော်စီရောက်ရှိလာချိန်မှာမတူညီတဲ့ယာတိဥတုနဲ့ကွဲပြားလှတဲ့လူနေမှုစရိုက်တွေကြောင့်ဝေဟီခူနန်းတော်ဟာမင်းသမီးနော်ဘူးဘောအတွက်တိကျကပါအစ်စ်ကြီးလိုဖြစ်နေပြီးအရာရာဟာဒဇိမ့်ဆန်နေပါတယ်ဒေသခံအမျိုးသမီးအများစုကလည်းမင်းသမီးနော်ဘူးဘောရဲ့ချော်မောလှပတဲ့ရုပ်အဆင်းယူပကာနဲ့ယဉ်ကျေးလှတဲ့နေထိုင်မှုစရိုက်တွေကြောင့်တာမန်လူစင်စင်မှမဟုတ်ပဲနတ်ဘလူးစုံကဝေများဖြစ်နေမလားဆိုပြီးတန်တရားမျက်လုံးများနဲ့ကြည်လာကြသလို
နောက်ွယ်မှာလဲမင်းသမီးရဲ့မကောင်းသတင်းတွေကိုသာပြောလာကြပါတယ်ဒါပေမဲ့မင်းသမီးနော်ဘူးဘော်ကချီရတဲ့ခင်ပွန်းစောတာခေါ်ကွာမင်းသားနဲ့အတူရှိနေရတဲ့အချက်တစ်ခုကြောင့်ပဲစိတ်ချမ်းသာမှုတွေရရှိနေတာပါဒီကြားထဲညဘက်အဲ့ချိန်မှာထွက်တတ်တဲ့နော်ဘူးဘော်ခန္ဓာကိုယ်မှရောင်ကြီးတော်တရင်ကလည်းနန်းတော်ကနေဝယ်ဟီကိုဒေသတစ်ခုလုံးအထိပြန့်နှံ့လာပါတယ်အစကတည်းကနော်ဘူးဘော်မင်းသမီးအပေါ်တန်တရားရှိနေကြတဲ့ဒေသခံတွေကမင်းသမီးရဲ့ရောင်ကြီးတွေကြောင့်အန္တရာယ်ရှိသူစုံမအဖြစ်နောက်ွယ်မှာဝိုင်းပြီးတတ်မှတ်လာကြပါတယ်မင်းသမီးနော်ဘူးဘော်ခမညာဒီအကြောင်းအရာတွေကိုမသိရှာပဲတိုင်းသူပြည်သားအပေါ်မေတ္တာကရုဏာမပြတ်ဖြူစင်တဲ့စိတ်နှလုံးနဲ့နေထိုင်နေစဉ်မှာပဲကံကြမ္မာဆိုးကြီးတစ်ခုနော်ဘူးဘော်မင်းသမီးစီဆက်ရောက်လာပါတယ်အဲ့ဒါကတော့ဝယ်ဟီခိုတိုင်းပြည်ကိုစစ်တိုက်ဖို့အခြားရန်သူတိုင်းပြည်မှရာဇဒံပေးလာခြင်းပဲဖြစ်ပါတယ်စစ်ပွဲတိုင်းအနိုင်တိုက်လာတဲ့စောတာကော်ကွာလဲစစ်ထွက်ဖို့ပြင်ဆင်နေချိန်မှာမင်းသမီးနော်ဘူးဘော်ကမိမိခင်မွန်းတယ်ကိုအဆောင်အဖြစ်မဲတော်ပေးလာတဲ့မော်ရွှေဘီကိုထည့်ပေးလိုက်ပါတယ်စစ်တိုက်ရမှာအဲ့ဒီမော်ရွှေဘီကိုခြေထောက်မှာနင်းထားရင်စစ်သူကြီးစောတာကော်ဝါကိုရန်သူတွေကမမြင်နိုင်ပဲကိုရောင်ဖြောက်ကာအသာစီးနဲ့ချေမုံနိုင်ခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲအပြီးမှာစောတာကော်ဝါကအဲ့ဒီမော်ရွှေဘီကိုဦးကောင်းအပေါ်ပြန်တင်လိုက်ချိန်မှာတော့အသက်မသေးသေးတဲ့ရန်သူတစ်ယောက်ကကိုရောင်ပြန်ပေါ်လာတဲ့စောတာကော်ဝါကိုမြင်တွေ့လိုက်ချိန်မှာအစိတ်လူများနဲ့ပြေလှိုးလိုက်ရာစောတာကော်ဝါလည်းအဲ့ဒီတိုက်ပွဲမှာကြာဆုံးသွားခဲ့ရပါတယ်တိုက်ပွဲတိုင်းအနိုင်ရတတ်တဲ့စောတာကော်ကွာကြာဆုံးမှုတရားခံအဖြစ်မော်ရွှေဘီပန်ရှင်မင်းသမီးနော်ဘူးဘောကိုအားလုံးကဝိုင်းပြီးဆွဆွဲလာကြပါတယ်နောက်ဆုံးမှာတော့တရားစီရင်မဲ့ဒေပါဟိုခိုတောင်ထွတ်မှာမင်းသမီးနော်ဘူးဘောကိုဖမ်းဆီးပြီးကျိုးနဲ့ချီထားလိုက်ပါတယ်ခင်မွန်းတဲ့စောတာကောကွာကန်တော်ကုံလို့ပူဆွေးနေရတဲ့အထက်မိမိကိုပါအမျိုးမျိုးသောဆွဆွဲချက်တွေနဲ့ဖမ်းဆီးခံရတဲ့အတွက်မင်းသမီးနော်ဘူးဘောခမညာကုကယ်ရမဲ့ဘဝကိုရောက်ရှိသွားပါရီဒါကြောင့်မင်းသမီးနော်ဘူးဘောဟာမဟာပထဝီမြေကြီးနဲ့ကောင်းကင်ယံကိုတိုင်တဲကမဟာပထဝီမြေကြီးနဲ့အတင်မိုးကောင်းကင်ငါအသက်သေသွားခဲ့ရင်ငါခန္ဓာကြောက်ရွံ့အဖြစ်ပြောင်းလဲပါစေသားတကယ်တော့ဒီတောင်ထွတ်နေရာဟာတစ်ချိန်ကစုံကဝေမော်ပညာတဲတွေကျင်းလဲရနေရာဖြစ်ပြီးအဲ့ဒီနေရာမှာပဲမင်းသမီးနော်ဘူးဘောကိုကိုမြတ်လိုက်ကြပါရီမင်းသမီးလေးနော်ဘူးဘောကိုမြတ်ခါရတဲ့တဲ့ဖခင်ဘရင်တာကူကြားသိသွားပြီးဒေါသကြီးတဲ့ဘရင်ကြီးကစစ်တီဘိုးဘအလုံးရင်းနဲ့ဘွေကိုတန်းပြီးစီစစ်ချီလာပါတယ်ကျောက်ရဲ့သမီးတော်ကိုကွက်မြက်ရဲတဲ့ဘွယ်ဟီခိုဘရင်ဒင်းတို့တိုင်းပြည်ကိုအခုချက်ချင်းမီးလောင်တိုက်သွင်းစေအစကတည်းကသမီးတော်အနေမဖြစ်စေဖို့အတွက်ဂတိအထက်ထတောင်းထားတဲ့ကြားကအခုလိုသူ့သမီးတော်ကိုကိုမြတ်ရသလားဆိုတဲ့ပင်လယ်ဘရင်ကြီးဟာဘွယ်ခိုနန်းတော်နဲ့ဒေသတစ်ခုလုံးကိုသူ့ရဲ့စစ်အင်အားနဲ့အမှုတ်ချီဖျက်ဆီးလိုက်ပါရီအတိတ်ထံတကူကြောင့်ကြောက်ရွံ့ဖြစ်သွားတဲ့မိသမီးလေးနော်ဘူးဘောကိုကြည့်ပြီးပင်လယ်ဘရင်နဲ့အချွေအရာများကဝမ်းနဲ့ကြေကွဲစွာငိုကြွေးခဲ့ရပါရီနောက်ဆုံးအနေနဲ့အစွဲအလန်းတွေဒဏ္ဍာရီအယူဆတွေနဲ့ပြည့်နှက်နေတဲ့ဒီနော်ဘူးဘောဆူတောင်းတောင်ဟာအခုအချိန်မှာတော့လွမ်းမောစရာကောင်းလာတဲ့နေရာဖြစ်လာပါကြောင်းဘ ဟုတုတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလဲရပါ रे